အားလုံးပဲမင်္ဂလာပါ Kick Off Talk MM ကနေပြီးတော့အားလုံးပြန်လည်ကြိုဆိုလိုက်ပါရစေကျွန်တော်နာမည်ဆိုတက်ဆန်ပါဒီနေ့မှာတော့မင်းညရှင်မြန်ကစားသွားခဲ့တဲ့ Brentford တင်နဲ့ Liverpool တင်တို့ရဲ့ပွဲစဉ်ကြောင်းပုံပြီးသုံးသက်ချက်ပြပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့ Brentford တင်နေနဲ့သူတို့ရဲ့အိမ်ကွင်းမှာ Liverpool တင်ကိုအခန့်ကစားခဲ့ရပြီးတော့ 3-2 ဆိုတဲ့ result နဲ့အတူတူထိုက်တဲ့နဲ့အနိုင်ရရှိခဲ့ပါတယ်Liverpool တင်နေနဲ့ကတော့ဒီဟာက Premier League နောက်ဆုံး၄ပွဲစတိုက်ရှုံးနေမှုဖြစ်ပြီးတော့အမှတ်ပေးစရာထိပ်ပိုင်းက Arsenal တို့ Man City တို့နဲ့တော်တော်လေးကိုအမှတ်ကွာမှုကြီးမားသွားနိုင်တဲ့အနေအထားမှာရှိပါတယ်အဆင့်တစ်ညအာဆင်နယ်အသင်းတွေနဲ့ဒီနေ့မှာ Crystal Palace နဲ့ကစားရမယ့်အတွက်ကိုအမှတ်ရော့ကောင်းလျှော်သွားနိုင်တဲ့အခြေအနေရှိနေတဲ့အချိန်မှာ Liverpool အသင်းတွေနဲ့ဒီအခွင့်အရေးကိုအကောင်းဆုံးအသုံးမချနိုင်ခဲ့တာဖြစ်ပါတယ်ပေါ့နော်ဆိုတော့ Liverpool အသင်းတွေနဲ့ဒီနေ့မှာလည်းအရှိပွဲစဉ်တုန်းကနဲ့အတူတူကစားကွက်ကိုပဲသူတို့နဲ့ခင်းကျင်းလာခဲ့တယ်အလဲတန်းမှာကျွန်တော်တို့ Curtis Jones နဲ့ Szoboszlai ရှေ့တန်းမှာဆိုရှင် Gakpo, Florian Wirtz, Mohamed Salah နဲ့ Ekitike တို့သူတို့အနေနဲ့သုံးလာခဲ့တယ်ပေါ့နော်ဆိုတော့တစ်ဖက်က Brentford အသင်းကတော့ Liverpool အသင်းရဲ့ကစားသမားဟောင်းဖြစ်တဲ့ Gallagher, Jordan Henderson အဲ့လိုမျိုးကစားသမားတွေအပြင်ကျွန်တော်တို့တောင်ပန်ကစားသမားတွေဖြစ်တဲ့ Shadi နောက်ကွင်းလယ်ကစားသမား Damsgaard, Thiago Igor တိုက်ဆက်မှုပေါ့နော်ဆိုတော့အဲ့လိုမျိုးကစားသမားကောင်းတွေနဲ့အတူ Liverpool ကိုအကောင်းဆုံးတုံ့ပြန်နိုင်ခဲ့တယ်ဆိုတော့ပွဲစားတွေက Liverpool အနေနဲ့အခုနောက်ပိုင်းပွဲစဉ်တွေမှာဖြစ်နေရပုံစံအတိုင်းသူတို့တိုင်ပတ်နေရပါတော့ဘယ်လိုမျိုးကစားပွဲပေါ်လို့ပေါ်မယ်မသိဖြစ်နေရနေပြီးတော့ပဲပွဲချိန်9မိနစ်မှာတည်းမယ်တောင်ပန်ကစားသမားဖြစ်တဲ့ Utara နေပြီးတော့ဦးဆောင်ကိုတို့ကိုစပြီးတော့ Brentford တင်တော့ကိုသွင်းယူပေးသွားနိုင်ခဲ့တယ်ဦးဆောင်ကိုပေးပြီးနောက်ပိုင်းမှာလည်း Liverpool အသင်းအနေနဲ့ဘာမှထိထိရောက်တုံ့ပြန်နိုင်ခြင်းမရှိဘူးတပွဲလုံးအနေထားမှာများ Liverpool ဘာမှထိထိရောက်လုပ်နိုင်ခဲ့တာမရှိဘူး Brentford ကပဲကျွန်တော်တို့ဂိုးကန်သွင်းခွင့်တွေအများပြားရရှိခဲ့တယ်တပွဲလုံးမှာ Brentford အသင်းအနေနဲ့ Liverpool အသင်းကိုကောင်းကောင်းမွန်မွန်တုံ့ပြန်ပြီးကစားနိုင်ခဲ့တာကိုတွေ့ရတယ်ပေါ့နော်အဲ့နဲ့ပဲပထမပိုင်းနာကျင်အချိန်ပိုမရောက်ခင်၄မိနစ်44မိနစ်ကျော်မှာတော့ counter attack ပေါက်သွားခဲ့တယ်Damsgaard ရဲ့အရန်ကိုကောင်းမွန်တဲ့ကျွန်တော်တို့ through pass ကနေတဆင့် Shadi က Brentford တင်တို့ဒုတိယမြောက်ဆောက်ကိုသွင်းသွားခဲ့တယ်ဆိုတော့ပထမပိုင်းမပြီးခင်မှာတင် 2-0 ဆိုတော့ပွဲကအဖြစ်ထွက်တဲ့လောက်ဖြစ်သွားခဲ့တယ်ပေါ့နော်ဒါပေမဲ့လည်းနာကျင်အချိန်ပိုမှာတော့Liverpool တင်အတွက်ချီပါကိုတကူရရှိခဲ့တယ်ချီပါကိုတော့ Milos Kerkez ကနေပြီးတော့သွင်းပေးသွားခဲ့တယ်ဆိုတော့ပထမပိုင်းပြီးတဲ့အချိန်မှာ 2-1 တင်တဲ့ Liverpool တင်ရှုံးနေတယ်ပေါ့ဆိုတော့ကျွန်တော်ထင်ခဲ့တာကကျွန်တော်တို့ဒီခြားရက်မှာကန်သွားတဲ့ချန်ပီယံလိပွဲစဉ်တုန်းကလိုပဲ Liverpool အသင်းအနေနဲ့ပြန်ပြီးတော့ bounce back ပြန်လာနိုင်မယ်လို့ကျွန်တော်တို့ထင်ခဲ့တယ်ပေါ့နော်ဒါပေမဲ့ဒုတိယပိုင်းပြန်ဆတဲ့အချိန်ထိလဲ Liverpool အသင်းအနေနဲ့ထိရောက်တဲ့ကစားကွက်တွေချင်းချောက်မှုတွေနဲ့ Brentford အသင်းဘက်ကိုဘာမှမတုံ့ပြန်နိုင်ခဲ့ပဲနဲ့ Brentford အသင်းဘက်ကပဲကျွန်တော်တို့စက်တိုက်ဆိုဖိအားပေးမှုတွေတောက်လျှောက်ဖြစ်လာခဲ့တယ်အဲ့ဒါကြောင့်ပဲမိနစ်60အချိန်မှာတော့ penalty တစ်လုံး Brentford အသင်းရခဲ့ပါတော့ဆိုတော့ဒီ penalty နဲ့ပတ်သက်ပြီးပြောရမယ်ဆိုလို့ရှိရင်တော့တော်တော်လေး tight situation အနေအထားမှာရှိတယ် Van Dijk အနေနဲ့ foul ဖြစ်ခဲ့တာတော့မှန်တယ်ဒါပေမဲ့အဲ့ဒီ foul ကarea ထဲမှာလား area အပြင်မှာလားဆိုတော့တော်တော်လေးကျွန်တော်တို့ကြည့်ရတော်တော်လေးကိုခက်ခဲခဲ့တဲ့အနေအထားမှာပါတယ်ပေါ့နော်နောက်ဖြစ်ခဲ့တာလည်းတော်တော်လေး soft ဖြစ်တယ်လို့ပြောလို့ရတယ်ဒါပေမဲ့လည်းဒိုင်လူရဲ့ VAR ကြည့်ပြီးတဲ့နောက်မှာတော့ဒါကို penalty ပြတ်သတ်မှတ်ပေးခဲ့တယ်အဲ့ penalty ကိုတော့ Thiago Igor ကနေပြီးတော့ကျွန်တော်တို့ကိုပြပြောင်းလဲနိုင်ခဲ့တယ်ဆိုတော့ 3-1 ဆိုရဲ result နဲ့အတူတူ Brentford တင်ကဇက်တိုက်ဆိုလို့ဦးဆောင်လာနိုင်ခဲ့တယ်အဲ့ဒါပြီးရဲ့နောက်မှာလည်း Brentford ကဇက်တိုက်တိုက်စစ်ဆင်မှုတွေကိုပြုလုပ်လာတော့မယ် Brentford တင်နေတယ် Liverpool တိုင်ပတ်နေတော့ခွင့်ကောင်းယူပြီးတော့ဇက်တိုက်ဆိုလို့ဂိုးတွေသွင်းဖို့ကြိုးစားခဲ့တယ်ဒါပေမဲ့ Brentford တင်ရဲ့တိုက်စစ်ပိုင်းကကျွန်တော်တို့မသေးချာမှုတွေကြောင့်မှ Liverpool ဒီထက်ကိုပိုပြီးတော့ပြက်နဲ့မရှုံးသွားတာပေါ့နော်ဒါပေမဲ့လည်းပွဲချိန်89မိနစ်မှာ Mohamed Salah Brentford တင်ရဲ့နောက်တန်းအမှားနေပြီးတော့ Szoboszlai ပေးလာတဲ့ဘောလုံးကိုဖြစ်ပြောင်းလဲနိုင်ခဲ့တယ်သူ့ရဲ့ဂိုးပေါက်ပြောက်မှုကိုလည်းအဆုံးသတ်နိုင်ခဲ့တယ်ဒါပေမဲ့လည်း Liverpool တို့နောက်ထပ်ချေပါကိုထပ်မရတော့ဘဲနဲ့ 3-2 ဆိုတဲ့ result နဲ့ပဲရှုံးသွားတယ်ပေါ့ဆိုတော့ဒီနေ့ပွဲမှာပြောစရာရှိတာ Liverpool အသင်းအနေနဲ့လာမယ့် January မှာခံစစ်ပိုင်းနဲ့ defensive midfield ပိုင်းကိုတော်တော်လေးကိုအလေးထားပြီးပြင်ဆင်ဖို့လိုလာပြီဆိုတာကိုကျွန်တော်ပြောလို့ရတယ်ဘာလို့လဲဆိုတော့ဒီနေ့ပွဲစဉ်ကိုကြည့်မယ်ဆိုလို့ရှိရင်သူတို့အတွက်တော်တော်လေးကိုကွင်းလယ်ပိုင်းမှာလက်ဟာမှုတွေများနေတယ်နောက် Anslot အနေနဲ့လည်းဒီလိုတွေဖြစ်နေတဲ့ပြဿနာနေပြီးတော့အများဆုံးယုံထွက်နိုင်မှုလို့ပေါ့နော်ဆိုတော့မှတ်မှတ်ရကျွန်တော်တို့ပြီးခဲ့တဲ့ရာသီတွေမှာ Man City တခါဖြစ်ခဲ့တဲ့ပုံစံအတိုင်းပေါ့နော်တောက်လျှောက်ရှုံးပွဲတွေဆက်လာတာကိုကျွန်တော်တို့ကြုံရတယ်ဒါပေမဲ့လည်း Liverpool ရဲ့ဒီ squad depth နဲ့ကမကြပါဘူးသူတို့အနေနဲ့ဒီအခြေအနေကနေပြီးတော့ bounce back တော့ပြန်ထွက်လာလိမ့်မယ်ဒါပေမဲ့အချိန်မီ bounce back ပြန်ထွက်နိုင်ပါစေလို့ပဲကျွန်တော်တို့အနေနဲ့ဆုတောင်းပါတယ်
ဇယားထိပ်ပိုင်းကအာဆင်နယ်တို့မန်စီးတီးတို့နဲ့အရန်ကြီးအမှတ်မကွာခင်အချိန်မှာလီဗာပူးအသင်းအနေနဲ့ဒီအခြေအနေဆိုးကနေပြီးတော့ရုံးထွက်နိုင်မှသူတို့အနေနဲ့ချန်ပီယံကာကွယ်ခွင့်ကို title race ထဲမှာသူတို့ဆက်ရှိနေနိုင်မှာပေါ့နော်ဆိုတော့ဒီလောက်ပါပဲနောက်ထပ်ပွဲကြိုသုံးသက်ချက်တွေပွဲပြီးသုံးသက်ချက်တွေတခြား content တွေကိုလည်းတင်သွားပေးဦးမှာမို့လို့ channel လေးကို like and subscribe လုပ်ထားပေးကြပါအောင်အားလုံးပဲကျေးဇူးတင်ပါတယ်